ဗီလီဘောလင်းဒီယောစုကိုရရှိခဲ့တာမြင်နော်2025ကရှယ်ကျန်းခဲ့တဲ့နေမှာကိုတောင်သတိရသွားတယ်လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲဒမ်မီလီကဘလူးတူမန်လီကိုကြော်ဖြတ်ပြီးတော့ဘောလင်းဒီယောစုကိုရယူသွားခဲ့ပြီဆိုတာကိုတော့အားလုံးကသိကြမှာပါဒမ်မီလီဘောလင်းဒီယောစုနဲ့တွဲမြင်ရတော့2015ခုနှစ်ကဘာစီလိုနာအသင်းနဲ့အတူခြေစွမ်းပြကစားခဲ့တဲ့နေမှာကိုတောင်သွားပြီးတော့သတိရခဲ့ပါတယ်နေမှာအတိုင်းအတာနဲ့ဘောလင်းဒီယောစုကိုရခဲ့တဲ့နာပါနေမှာအပြင်လီဝမ်ဒေါ့စကီအိုနယ်ရီဘက်ခမ်အီဘရာဟီမိုဗစ်စသည့်ကစားသမားတွေကလည်းဘောလင်းဒီယောစုကိုရရှိခဲ့တဲ့ရိုဒီနဲ့ဒမ်ဘီလီထက်3ဆလောက်ကိုပိုကောင်းတဲ့ကစားသမားတွေပါဒီလိုပြောလို့ဒမ်ဘီလီကဘောလင်းဒီယောစုနဲ့မထိုက်တန်တဲ့ကစားသမားလားဆိုတော့ထိုက်တန်တာထက်ကိုသူကပိုလွန်းပါတယ်ရိုဒရီတုန်းကအဲ့ဒီနှစ်တုန်းကတော့လုံးဝကိုမထိုက်တန်တာပါအဲ့ဒီနှစ်မှာဗီနီစီယက်ဂျူနီယာကပို့ပြီးတော့ထိုက်တန်ပေမဲ့ရိုဒီကရရှိသွားခဲ့တာပါရိုဒရီဆိုတဲ့ကစားသမားကိုစာရေးသူကျွန်တော်လဲဘောလင်းဒီယောစုရရှိမှသာသိခဲ့ရပါတယ်ပထမဆုံးကြားဖူးခဲ့တဲ့ကစားသမားပါဒါကလည်းကျွန်တော်ကိုယ်တိုင်မန်စီးတီးဖန်မဟုတ်တာလဲပါမှာပါထိုက်တန်ခဲ့တယ်ပဲထားပါအဲ့ဒီတနေ့ပဲကောင်းမွန်ခဲ့ပြီးနောက်နှစ်မှာခြေစွမ်းမပြနိုင်တာကဘာကြောင့်ပါလဲအမှန်တော့ဘောလင်းဒီယောစုဆိုတာကတာမန်စုတစ်ခုပါပဲသူကပိုပြီးကြီးမြတ်တဲ့စုတစ်ခုလို့ထင်ခဲ့ရတာကမက်ဆီနဲ့ရိုနယ်ဒိုကြောင့်ပါပဲသူတို့နှစ်ဦးကတော့ထိုက်တန်တာကပိုတဲ့ခြေစွမ်းတွေကိုပြသထားခဲ့တာကြောင့်ဒီစုကပိုပြီးလေးနက်တယ်လို့ခန်းသားချက်ကိုပေးစွမ်းနိုင်ခဲ့တာပါဒါကတော့ပထမဦးစွာဘောလင်းဒီယောစုကိုအချင်းချုပ်ပြီးတော့ရှင်းပြခဲ့တာပါယခုပြောချင်တာကအပေါ်ကခေါင်းစဉ်ကလိုပါပဲနေမှာကဘောလင်းဒီယောစုနဲ့ထိုက်တန်တဲ့ကစားသမားဆိုတာပါပဲအမှန်တော့ဒီဘရာဇီးစူပါစတာဟာထိုက်တန်တဲ့ level ထက်ကိုပိုခဲ့ပါတယ်နေမှာ2015ခုနှစ်ကဘာစီလိုနာအသင်းအတွက်63ပွဲကစား46ခုသွင်းယူကဂိုးဖန်တီမှုက19ချိန်ပြုတ်လို့ထားနိုင်ခဲ့ပါတယ်ဒမ်မီယာလည်း PSG အသင်းအတွက်ပွဲ60ကစား38ဂိုးသွင်းယူ14ဂိုးဖန်တီပေးထားနိုင်ခဲ့ပါတယ်ဒီအချင်းညာကိုကြည့်ချင်းအပြင်နေမှာဟာအဲ့ဒီနှစ်ကဘောလင်းဒီယောစုကိုထိုက်တန်တာထက်ပိုခဲ့တယ်ဆိုတာသိတာထင်ရှားစေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနှစ်မှာလည်းဘောလင်းဒီယောစုပေးပွဲမှာဘောလင်းဒီယောပင်နိုင်ဆန်ဘိုးဘိုးကြီးမက်ဆီကရရှိသွားခဲ့ပြီးနေမှာကတော့အဆင့်3ပဲရရှိခဲ့ပါတယ်။ဘာကြောင့်ဖီဖာသားဘောလင်းဒီယောတခိုးလို့အမည်တက်ခံရလဲဆိုတာဒီအကြောင်းရင်းတွေကိုကြည့်ရင်သိမြင်နိုင်ပါတယ်။ဘယ်သူပဲဝါလို့မပြောဆိုလိုပါဘူး။မိတ်ဆွေတို့စိတ်ထဲကတန်းပေါ်လာတဲ့သူကသာဖီဖာသားဆိုတာမိတ်ဆွေတို့ရဲ့အုံနောက်ထဲမှာကျွန်တော်မပြောတဲ့ပေါ်နေမှာပဲဖြစ်ပါတယ်။